သူခန်းဝစ်စင်လာတဲ့ဝစ်စုံကိုတော့ဒီဇိုင်နာဇာဂျီကဖန်တီးပေးထားတာပါမော်ဒယ်အလီရှာရဲ့ဒီဇိုင်းကတော့ဒီဇိုင်နာခင်နင်းရဲ့ဒီဇိုင်းဖြစ်ပါတယ်ချယ်ရီချစ်ချစ်ထွန်းရဲ့ဝေဆုံကတော့ဒီဇိုင်နာဇင်ထွန်းကဖန်တီးပေးထားတာပါမော်ဒယ်မင်းနာကျော်ရဲ့ဝစ်စုံကတော့ဒီဇိုင်နာအေမီရဲ့ဝစ်စုံဒီဇိုင်းဖြစ်ပါတယ်မော်ဒယ်သူသက်စွညွန့်ရဲ့ဝစ်စုံကတော့ဒီဇိုင်နာကျော်စွာရဲ့ဝစ်စုံဒီဇိုင်းဖြစ်ပါတယ်မော်ဒယ်မိုးမြင့်သူခန်းဒီဇိုင်နာဇာဂျီမော်ဒယ်ချယ်ရီချစ်ချစ်ထွန်းဒီဇိုင်နာဇင်ထွန်းမော်ဒယ်မင်းနာကျော်ဒီဇိုင်နာအေမီမော်ဒယ်သူသက်စွညွန့်ဒီဇိုင်နာကျော်စွာ
မှတ်အများဆုံးရရှိသွားတဲ့ပြိုင်ပွဲဝင်ဒီဇိုင်နာကတော့ဒီဇိုင်နာအေမီဖြစ်ပါတယ်ရှင်